Hello ဟုတ်ကဲ့ဟုတ်ကဲ့ဖုန်းခေါ်နိုင်လို့ပါဟုတ်ပါတယ်ဦးမြင့်လင်းအောင်ဖုန်းဘလော့ထားလာစမ်းကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်ကဲ့ဘယ်လောက်ထားရလဲဘာဖြစ်လို့လဲမသိဘူးနော် Reaction View Channel မှာရှိတဲ့ အမြင်များအားလုံးမင်္ဂလာပါရှင်ဒီ channel လေးကတော့တနေ့တာဖြစ်သမျှတွေကိုပြန်လည်ကြည့်ရှုသုံးသပ်သော channel လေးဖြစ်ပါတယ်ကျမနဲ့အတူတူကြည့်ရှုဖို့ဖိတ်ခေါ်ပါရရှင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်အကြောင်းပရိုလေတော့မသိပါဘူးဗျာအော်အကြောင်းမရှိလို့လေဘယ်လိုလဲဆိုတာဟုတ်ပါဗျာရေးရှိလို့လားယင်ဘာနဲ့လက်ရှိလို့လဲရေးကြည့်ရဆိုတဲ့ဟာတော့ပိုရေးကြည့်ပါတယ်ဟုတ်ကဲ့ဒါမဲ့ရေးကြည့်ရလူတော့ပါပဲအမိတော့ရေးမကြည့်ပါဘူးအော်โอเคဆိုလေပြီးတာပဲဟုတ်ကဲ့ကျမကလောရောက်နေရယ်ဟုတ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျမပြပြသားပြောဘာပြီးလို့ဖုန်းဆက်လာလဲဟာမင်းနဲ့ကျုံးတဲ့ဂျမ်းမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ကပဲပတ်စံ330ခီးထွက်ဖို့ပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ပိုင်းဘာမှဖုန်းဆက်စရာမလိုတော့ဘူးလားမဖွင့်သေးဘူးကိုရဘာဖြစ်လို့လဲခဏလေးကိုပြောလိုက်စမ်းပါကိုခဏလေးစပီကာဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနဲ့ဘာလို့ကျမပြောရမှာလဲပြောရမယ်လေမင်းငါ့ကိုစပွန်ဆာလို့ဖာခံတာလို့နဲ့မင်းဆက်သွယ်ထားတာလေဟာပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေဟုတ်ပြီကျမရန်ကုန်ပြန်ရင်တွေ့မယ်နော်ကိုခဏလေး Hello စပီကာဟယ်လိုကိုမေဆိုလည်းဘာပြောရမှာလဲကိုရဲ့ဟဲ့မင်းဘာပြောချင်အောင်ရဟဲ့မင်းဘာပြောချင်အောင်ဘာပြောရမှာလဲရောငါမင်းမကိုမေးလိုက်ရောမင်းမနဲ့ငါနဲ့ကစပွန်ဆာမနစ်ကတစ်နေ့လုံး3000ကျော်စပွန်ဆာပေးထားတာရောဟုတ်လားဟုတ်ပါမင်းဘာလို့ချင်းလဲငါစီမှာတောင်းလိုက်ငါထောက်ထားတွေကုန်ပေးမယ်โอเคဟုတ်ပြီကိုဘယ်လိုစပွန်ဆာမျိုးပေးမင်းဘာလို့ချင်းလဲမင်းလို့ချင်းလိုက်ကိုခဏလေးဟုတ်ပြီကိုကျွန်တော်အကိုကိုဖုန်းဆက်မယ်ကိုအဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်โอเคမင်းကြိုက်တဲ့ဆက်လို့ရတယ်နော်ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာငါနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကိုအေးဟုတ်ပြီအေးကျွန်တော်အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးသွဲပြောနေတော့ငါကြားနေတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါမင်းနဲ့ကွဲပြီးမှမင်းကဒုတိယကြီးသားလို့တော့ပြောတယ်ကွာဟုတ်ကဲ့ကိုဟုတ်ဒီမှာကြီးသားတော့ကဲမင်းလို့တယ်ဦးမလျောင်ပြောပါဗျဦးမလျောင်ရန်ကုန်မှာဘယ်နေ့အားလဲရန်ကုန်မှာဘယ်နေ့အားလဲဆိုတော့ပြောစရာမရှိဘူးလေမင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါပေမဲ့ဘာပြောရှိပါတယ်အခုကဦးနေလျောင်တိုင်းထောင်စီကျမစပွန်ဆာယူထားရတယ်ဆိုတော့ကျမမိသားစုဘဝဦးနေလျောင်ထားလိုက်ပါတော့ဟိုပါလေဒီမှာစကားပြောရအောင်ဟုတ်ပြီစကားပြောဖို့ဆိုတဲ့ကိစ္စမင်းမဟုတ်ဘူးလားလို့ညင်းလိုက်တယ်ကွာကျမစပွန်ဆာယူထားရတော့မဟုတ်ဘူးလေဦးနေလျောင်စပွန်ဆာယူထားမဟုတ်ဘူးဆိုတာငါမင်းကိုမလောက်တာတခုပဲရှိတာလေမင်းနဲ့အန်ကလီမှာ2ညဟိုတယ်မှာချိန်တယ်နော်ဘန်ကောက်သွားဖို့ချိန်တယ်အဲ့ဒီချိန်မှာငါလက်မခံခဲ့တာတွေပဲရှိတာလေအဲ့တော့ငါပေးထားတဲ့ဘက်ဦးနေလျောင်ထောက်ထားတယ်ကွာကိုမန္တလေးမှာမနေ့ကမက်လာ25 26 29မှာပြန်လာတယ်ဟိုတယ်က IB ဟိုတယ်ဟိုမှာသွားပြီးတော့အဲ့စင်းမှာရတယ်လေဦးနေလျောင်ဦးနေလျောင်အမျိုးသမီးရောဦးနေလျောင်ရောကျမရဲ့ဒီစီကားနေရောပေါ့နော်ကျမတို့တွေ့ချင်တယ်ကျမဖုန်းနဲ့ပြောတာဘာမဝင်ဘူး no ဖုန်းနဲ့ပြောတာဘာမဝင်ဘူးလောလောဆယ်ငါကလောရောက်နေတဲ့အတွက်ကြောင့်မလို့ငါစကားတွေကိုအပျော်ရမလားလို့လုပ်တဲ့အလုပ်ပဲလေအဲ့တော့ရတော့ဟိုတယ်လို့မှပဲကြည့်လိုက်လေကွာနင်းစဉ်းစားကြည့်လိုက်လေဟဲ့ဦးနေလျောင်မင်းကဖိုးတော်ဒီမှာလေငါဖိုးသူဒီမှာတဲတယ်လေ23တက်စတဲတယ်ကွာငါတို့မင်းနဲ့စဉ်းစားမှစကားပြောမယ်ဦးနေလျောင်ငါမျိုးရောက်တာမရောက်လားမင်းအောင်မင်းစဉ်းစားဟုတ်ကဲ့ငါအပြစ်မှာလေစဉ်းတွေ့ပြပဲစကားပြောချင်တယ်ဦးနေလျောင်ဟယ်လိုငါအပြစ်မှာလူချင်းတွေ့ပြပဲစကားပြောချင်တယ်နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးဟယ်လိုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီ
ဘာလို့မရှိတယ်လို့လဲငါပြီးပြီးတော့ညမလာလို့လုပ်တယ်နင်းကျန်တာမပြောနဲ့နင်ခုစီးနေတဲ့ကောင်ဒီဘောကငါပေးရတာရှိတယ်နင်းကိုလက်ရောငါလာတွေ့မယ်နင်ပေးနင်းโอเคငါအပြစ်မှာလေစင်းတွေ့ပြပဲစကားပြောချင်တယ်ဦးနေဟယ်လိုငါအပြစ်မှာလူချင်းတွေ့ပြပဲစကားပြောချင်တယ်နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးအဲ့လိုအခုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးသိသွားပြီဘာလို့မရှိတယ်လို့လဲငါပြီးပြီးတော့ညမလာလို့လုပ်တယ်နင်းကျန်တာမပြောနဲ့နင်ခုစီးနေတဲ့ကောင်ဒီဘောကငါပေးရတာရှိတယ်နင်းကိုလက်ရောငါလာတွေ့မယ်နင်ပေးနင်းစီးနေတဲ့ကားအခု300ငါပေးထားတဲ့ပတ်စံပဲကဲဘာပြောနင်ခုနေတဲ့အိမ်2နှစ်စာငါပေးထားတာပဲအားလုံးပဲဟာလေနင်ခုဝတ်ထားတဲ့လက်စွပ်ငါဝတ်ပေးထားတာပဲဘာညင်းဦးမလဲဘယ်မှာလဲနင်ဝတ်ထားငါပေးထားလက်စွပ်အဲ့ဒါမှစပွန်ဆာမဟုတ်ဘူးနင်ကဘာလဲဟမ်နင်ကဖားပဲဒီပါပဲရှင်းနေပြီစပွန်ဆာတော့မဟုတ်တော့ဘူးတရက်ကို300ငါစီမှာတောင်းနေပြီလေကဲဘာညင်းဦးမလဲငါမှအကုန်လုံးအကုန်ရှိတယ်ဟာဦးလေးရောမြတ်တာဟာပြောဘာပြောချင်လဲပြောချင်တာပြောလို့ရတယ်ဒီကနေ့ဆိုတာတိုင်းတာရှိတယ်ကွာခွင့်လွတ်တဲ့ဆိုတာလည်းအခြေအနေရှိတယ်လူကိုစောက်ယူလို့ပြီးတော့ဟိုဟာဖြစ်နေရင်တော့ဒါမျိုးကတော့မရဘူးကွာနော်တိုက်တဲ့ကောင်လာခဲ့ငါပြောပြပေးမယ်ဟိုးမလုပ်ခံပြောငါကတိုက်တဲ့ကောင်လည်းအမဟိုးလောက်ထားလို့လေဟိုးမလောက်ထားဘူးဒါမှပြောနေတာတိုက်တဲ့ကောင်လာခဲ့ဟိုးလောက်ထားတာငါစီကိုဘာသမားမလာဘူးတီးလုံးမဲ့လာတာဖက်နေပြောတော့ချစ်ချင်းညစ်တာပါဆိုငါ့ကိုအဆင်ပြေစေချင်တာငါ့ကိုအောင်မြင်စေချင်တာငါ့ဘောမှာအခက်အခဲမရှိစေချင်တာအေးအဲ့ဒါကချစ်ချင်းမြတ်တာဆိုတာကနေနဲ့ငါနဲ့တို့ဟာဒီဘာမဟုတ်တာနင်းကိုချစ်ချင်းမြတ်တာနဲ့ခွာဆိုတာယောက်ျားလေးကအိမ်တော်ရှင်ယောက်ျားတိုင်းကချစ်ချင်းမြတ်တာဆိုလှုပ်ဖို့ပဲဟေးအဲ့ဒါလှုပ်ချင်လို့ပဲမှတ်တာအိမ်တော်ရှင်ယောက်ျားလေးမှန်သမျှတော့အဲ့ဒါချစ်ချင်းမြတ်တာဆိုတာမရှိဘူးလှုပ်လို့ဒီစကားတွေကိုငါဒီစကားတွေကိုနေပြောခဲ့တယ်နော်ဒီကောက်ခွင့်နော်ဘာလို့မပြောရမှာလဲနင်းနဲ့ငါနဲ့ပတ်သက်မှုမှာဒါပဲလေနင်နဲ့ငါစပတ်သက်တဲ့ကနင်ကအခုခက်ပြောတဲ့ကြားဖြန့်လူမျိုးငါ့ကိုလာပြီးတော့နင်ဆက်သွယ်လာတာလေမေယနာအကောင့်နဲ့ငါ့ကိုဆက်သွယ်လာပြီးတော့အဲ့ဒီကနေမှနင်အခုနစ်သမီးကိုနင်ဟိုဘယ်မေယနာဘယ်ကိုမေယနာအကောင့်နဲ့ငါနင်ကိုဆက်သွယ်လာတော့အေးသွဲကိုဘရကိုဒီစီဖမ်းထားစမ်းပါတော့အေးသွဲငါတို့စသက်ခဲ့တာငါတို့စသက်ခဲ့တာမျိုးမရှိဘူးတော့အေးသွဲကျိန်ရဲလားတော့အေးသွဲကျိန်ရဲလားကျိန်ရဲတာကားမောင်းနေတာမင်းအရိယာနဲ့မဟုတ်ဘူးဆိုရင်ငါအခုကားမောင်းနေတဲ့တစ်ချောင်းလုံးမှာအဲ့ဒီက accident ဖြစ်စေငါဘက်ကကျိန်လိုက်ပြီမင်းအဲ့ဒါဆိုရင်မင်းအဲ့ဒီကမေယနာအကောင့်နဲ့ငါ့ကိုဆက်သွယ်ပြီးတော့အဲ့ဒီရဲ့အားနဲ့ချက်ဆက်လာတဲ့ကိစ္စမဟုတ်ဘူးလို့မင်းမှန်တယ်ဆိုရင်ငါစားသမျှအစိတ်ဖြစ်စေမင်းမြတ်ဒုက္ခဖြစ်အခုဒီလိုအခုဒီလိုကျွန်တော်ကအကိုတော့တိတယ်ဒါပေမဲ့အကိုတို့အလုံးနဲ့ပတ်သက်တယ်လို့ကျွန်တော်ကသိထားတာအကိုရာသိလားအခုလေဒါကျွန်တော်အခုပြောတယ်ဆိုတာကလေးစားမှုကိုအခြေခံပြီးပြောတာဖြစ်တယ်မင်းဘာလို့အလုံးနဲ့ပတ်သက်ပြီးပြောဆိုတော့ငါကအဲ့မှာနိုင်ဆိုင်ဖွင့်ဖို့ကိစ္စတို့ဘာတို့မှဟုတ်ကဲ့ဒီဟာကမင်းရှိတာလည်းငါသိတယ်နော်ဒါပေမဲ့မင်းက X နဲ့ပဲသိတာမင်းနဲ့သူပြတ်သွားတယ်နောက်ပြန်ပြီးတော့ဆက်သွယ်တော့မှမေလလောက်မှ2025မေလလောက်မှမင်းနဲ့ဟုတ်ကဲ့ဖြစ်တယ်လို့ငါသိတာနော်ဟုတ်ကဲ့ဒါနေ့ကတော့2024ဟုတ်ဖေဖော်ဝါရီငါမပုံနေရှိတယ်ကွာမှတ်တမ်းနေရှိတယ်ကွာဟုတ်လားနော်ဟုတ်ကဲ့ကိုကျွန်တော်ဟုတ်ဆက်သွယ်လိုက်ပါမယ်ကိုမတုံးမလို့ဘူးဟုတ်ကဲ့ပါကိုဟုတ်အဲ့တော့ဒီအနေထားမှာဟိုကားကိစ္စတို့အိမ်ကိစ္စတို့ကအကိုတီးတန့်ကို financial အနေနဲ့ support လုပ်ထားတာပေါ့ပတ်စံပေးထားတာပေါ့ညီလေးအဲ့ပထမဆုံးရိပ်ပေါင်းအဲ့ဒီနော်ကိုထုတ်ဟိုအခုဒီကိုတီးပေးလာတယ်လေသူ AR ဒီကောင်ဆက်လိုက်ကွာအဲ့မှာ300ရှိတယ်ဟုတ်ကဲ့ကိုအကုန်လုံးကြည့်ပါတယ်ညီလေးဟုတ်ကဲ့AR ဒီကောင်မှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဆန်းဆို29ရက်နေ့ဇူလိုင်29ဖြစ်မယ်
အဲ့မှာသိန်း300 103ကျင်လွှဲထားတယ်ဟုတ်ကဲ့အေးညီလေးတီးတန့် तू အကူကပေးတာလား तू ကတောင်းတာလားညီလေးဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေရအေးဘောဘယ်လိုလုပ်တော့တောင်းမှာပေါ့ကိုကေပေးလိုက်ပါတိလား तू AR ဒီကောင်ဆက်လိုက်ကွာအဲ့မှာသိန်း300ရှိတယ်ဟုတ်ကဲ့ကိုအကုန်လုံးကြည့်ပါတယ်ညီလေးဟုတ်ကဲ့AR ဒီကောင်မှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဆန်းဆို29ရက်နေ့ဇူလိုင်29ဖြစ်မယ်အဲ့မှာသိန်း300 103ကျင်လွှဲထားတယ်ဟုတ်ကဲ့အေးညီလေးတီးတန့် तू အကူကပေးတာလား तू ကတောင်းတာလားညီလေးဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေရအေးဘောဘယ်လိုလုပ်တော့တောင်းမှာပေါ့တောင်းမှာလေးပေါ့နော်အထာနဲ့ပေါ့ဗျာဒါပေါ့ညီလေးအထာနဲ့ပေါ့ဟုတ်ပေါ့ဒီအထာပြောတယ်ကွာကားဝင်မယ်ကွာကားဝင်မှာဆိုရင် तू ဒါလည်းဟိုဆယ်လီဆိုတော့ကွာကျန်တဲ့ဟိုတယ်ကသွားလို့မကောင်းကားဝင်မှာဆိုစင်ပြေရဆိုတော့ပုံစံနဲ့ပြောလို့ကိုဟိုတယ်မှာမန္တလေးဟိုတယ်မှာတို့ဘာတို့ကလည်းဒီတိုင်းတီးတန့်ချင်းတွေးကြတာလားမန္တလေးကကိုကအဲ့မန္တလေးကိုတီးတန့်ကိုသွားတာဟုတ်အဲ့မဲ့ကိုကအဲ့မှာညီလေးပလောကွာသူ့နန်းတယ်ကွာနန်းတဲ့အချိန်မှာမတုံ့ပြန်ဘူးတဲ့ဟုတ်ကဲ့ဟုတ်ကဲ့တုံ့ပြန်တော့ဟိုတယ်အခန်းထဲမှာပဲနန်းကြတာလားဟုတ်တယ်နန်းကြတော့ကိုကနန်းတာ तू နန်းပဲခံတာအဲ့တော့တုံ့ပြန်တဲ့ကြောင့်မို့ကိုကအဲ့တောက်တူကိုကဟုတ်ဟာမချဘူးဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကိုလက်မခံဘူးဟုတ်โอเคကိုဟုတ်ကဲ့ပါโอเคညီအခုလေကျွန်တော်တီးတန့်ဆက်သွယ်လိုက်မယ်လေးကိုကျွန်တော်လည်းစိတ်ရှင်းအောင်လို့လေအကြောင်းစုံလေးသိချင်တာပါဘလို့ဘာသဘောမှတော့မရှိပါဘူးကိုရနော်စိတ်ရှင်းနေတာပါဟုတ်အေးညီလေးဒီဘာပြဿနာမှမရှိဘူးဟုတ်ဒီကလောသွားဖို့တော့မှကို20နဲ့ဟိုကနေက22ရက်နေ့က30ပေးထားတာညီလေးဟုတ်လား30ပေးထားတာဒီစီပေါ့ဗျာကလောသွားမှာမို့လို့ကလောသွားဖို့ကိုသူကကလောသွားဖို့ကိစ္စကိုဘယ်နေ့ကထွက်တယ်လို့ပြောတာလဲဆိုတော့24ရက်နေ့ကကလောထွက်တယ်လို့ပြောတာဒါပေမဲ့မဟုတ်ဘူးကိုကျွန်တော်တို့မနေ့ကမှညမှရောက်တာမနေ့ကမနေ့6နာရီမှအိမ်ကနေကားထွက်တယ်လို့ကိုသိထားတယ်ကြီးလေဟုတ်လားကိုစာပို့ထားသေးလားကိုဒီကြားထဲမှာဘာမှမပို့ဘူးကြီးလေဟုတ်လားကိုအဲ့ဆိုအကိုနဲ့ဒီကြားထဲမှာအဆက်အသွယ်ဖြစ်မှာဆိုလို့အကိုဖုန်းဘယ်လောက်ထားနေတူပါတယ်ဟုတ်မယ်ကြီးလေဟို next level မျိုးသမီးတယောက်ကြီးလေဟုတ်တာမယ် next level မျိုးသမီးတယောက်ကျေးဇူးတင်ပါတယ်ကိုကျွန်တော်အခုတီးတန့်ဆက်သွယ်လိုက်ပါမယ်ဒီဖုန်းနံပါတ်လေးကိုကျွန်တော်ပြန်ဆက်သွယ်ပါမယ်နော်ကိုနော်ရတယ်နော်ကိုဒီဖုန်းနဲ့ပါဖြစ်လို့လည်းရတယ်ဟုတ်ကဲ့ပါဘာတော့မှမဟုတ်ကျွန်တော်ကိစ္စရက်တွေကိုစိတ်ရှင်းပြီးတော့ကောင်းကောင်းမွန်မွန်လေးသိချင်တာပဲကိုဘာပြဿနာမှမရှိဘူးရတယ်ညီလေးဟုတ်ကိုနော်အကုန်ရတယ်ကိုညီပေးပါဦးကိုကလည်းဒီနေ့မနေ့ထိပြီးကန်လာတယ်ညီလေးဟာဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့တော့ကိုမေးခွန်းတစ်ခုရှိရဟုတ်ဟန်နီမွန်းထွက်မလို့လားကိုမေးဘူးတယ်ညီလေးမေးလိုက်ခဲ့ပါကိုဟုတ်အဲ့ဒီစကားကိုမေးဘူးတယ်ဟန်နီမွန်းထွက်ဖို့ဟုတ်ကဲ့အားတော့ဟုတ်နောက်ပိုင်းကျတော့ဗာပြောလဲဆိုတော့မဆိုင်တာတွေမသိကျင်တယ်တဲ့အဲ့မအကိုနဲ့အကန့်တကန့်ပေါ့ဗျာသိရမလားအကိုနဲ့အကန့်တကန့်ထားတာကိုနဲ့ကန့်ညီလေးကကိုကလည်းအမြဲတမ်းသူ့ကိုပြောတာဘယ်လောက်ပြောရတယ်သူ့ကိုနင်အဲ့လို365ရက်ရှိရလို့ငါ့ကိုတစ်နေ့လုံးမှာ9ရက်ပဲအချိန်ပေးလို့မိုက်တော့ဗျာအဲ့တော့ကိုစိုးရင်းကညီလေးကအားလုံးပေါင်းရင်ဒီအခုချိန်ဒီကိုနဲ့သူနဲ့တွေ့ပြီးတစ်နှစ်တွင်းမှာဟုတ်သိန်း1000ကျော်တော့ဖြစ်သွားပြီအခုသူ့အိမ်မှာဒီကိုဝယ်ပေးတာသူ့အိမ်မှာရှိတဲ့အဝိရှော်ဆက်ပေးထားတာသူ့အိမ်မှာရှိကိုပင်ပေးထားတာဘယ်ရလဲကိုဖေရဖေရတော့ကျွန်တော်သိလိုက်တယ်အကိုကကျွန်တော် तू ကပြောတဲ့အချိန်မှာအကိုကဒီအိမ်တက်မို့လို့လက်ဆောင်ပေးတာလို့ကျွန်တော်ပြောတာဗျာဟုတ်တယ်ညီလေးကိုကညီလေးကပြောရရင်တော့သူ့ကိုဒါပေါ့သဘောပေါက်တယ်ကျွန်တော်အဲ့စိတ်မှာတွေကကျွန်တော်ဒါပေမဲ့ယုံကြည်မှုပေါ့ဗျာအကိုလည်းသူ့ကိုပုံစံတစ်မျိုးနဲ့ယုံကြည်တယ်လို့ကျွန်တော်လည်းသူ့ကိုပုံစံတစ်မျိုးနဲ့ယုံကြည်တာပေါ့ဗျာယုံကြည်ခဲ့ကြတာပေါ့ဟုတ်ကဲ့ပါကိုကျေးဇူးပဲကိုအမြဲပြောပါတယ်သူ့ကိုဘယ်တော့မှမင်းဘယ်တော့မှနင့်နာငါမလုပ်ဘူးလို့ဒါပေမဲ့ဒီနေ့ကတော့ကိုသူနင့်နာဘိုးတော့မဟုတ်ပေမဲ့မနစ်နာပါဘူးအိုက်တန်မနစ်နာဘူးတော့တင်လို့ကိုကဒီຢာတွေဖြစ်တာပါကိုမနစ်နာဘူးကိုမနစ်နာရတယ်မနေ့ကမနေ့6နေရခီးထွက်သွားမှကိုသိတယ်ညီလေးဟုတ်ကဲ့ပါကိုဒါကကျွန်တော်မဟုတ်ဘူးတိုက်ဆိုင်သွားနေသိတာကမစုံစမ်းဘူးကျေးဇူးတင်တယ်ကိုကျွန်တော်အခုလိုတီးခွင့်ပေးတဲ့အတွက်ကိုတီးခွင့်ရတဲ့အတွက်လည်းကျွန်တော်ကိုကလည်းညီလေးကိုကျေးဇူးတင်တယ်ကိုကအယူမဖြစ်တော့ဘူးပေါ့ညီလေးဟာတူတူပဲကိုကျွန်တော်လည်းယူမဖြစ်တော့ဘူးပေါ့ယောက်ျားတွေပဲဟုတ်တယ်မလားဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကိုသူကသူ့ကိုချစ်တယ်သူကညီလေးကိုချစ်တယ်အဲ့ဒါကိုသိတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့လိုမျိုးယောက်ျားတွေအဲ့လိုနှစ်ဖက်လုံးကိုလှည့်စားနေတဲ့
မျိုးသမီးတယောက်တော့ရှင်းရှင်းလင်းသိလဲရတာပေါ့ညီလေးလည်းကြိုးရှိပါကိုလည်းကြိုးရှိပါ ဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့ ပြေးပါညီလေးနော် တော့ပြလိုက်ပါမယ်နော်ကိုကြီးနော် နေ့လင်းအောင်ပါနော် ဟုတ်ကဲ့ပါကျွန်တော်ကိုကောင်းပါခင်ဗျာကျွန်တော်ကိုကောင်းပါညီလေးဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ ဦးလေးလျောင်ဟုတ်ကဲ့ပါတရားရေးနဲ့ရင်ဆိုင်မှုအစနစ်ပြင်ထားနော်ပြီဆိုတော့ကိုအမြင်ကိုခန်းစားချက်အတွေ့အကြုံလေးတွေကို comment မှာမျှဝေရေးသားခဲ့ပါအောင်ရှင်ကျမတို့တင်ဆက်သမျှဒီကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လေးကိုနှိပ်ထားဖို့တောင်းဆိုပါတယ်ရှင်